မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဂျပန်နိုင်ငံမှာနေထိုင်နေတဲ့သူတွေအတွက်မရှိမဖြစ်တိထားတဲ့နီစာလို့ခေါ်တဲ့ယင်းနှိမ့်မြုံနှံမှုနီလန်အကြောင်းကိုအခြေခံကစပြီးရှင်းပြပေးလာမှာဖြစ်ပါတယ်အနာဂတ်အတွက်ပတ်စံပွားများစေမဲ့နီလန်အကြောင်းအတူတူလေ့လာကြည့်အောင်နီစာရဲ့အရှိကတော့ Nippon Individual Savings Account ဖြစ်ပါတယ်နီစာဆိုတာဂျပန်အစိုးရကပြည်သူတွေငွေစုဆောင်ရင်းယင်းနှိမ့်မြုံနှံမှုလို့ဖို့တိုက်တွန်းတဲ့အနေနဲ့ပြုလုပ်ပေးထားတဲ့အခွန်ကင်းလို့ခွင့်ရတဲ့ယင်းနှိမ့်မြုံနှံမှု account တစ်ခုဖြစ်ပါတယ်ပုံမှန်အားဖြင့်ဂျပန်မှာ stock share ဒါမှမဟုတ် mutual fund တွေကနေအမြတ်ရရင်အစိုးရကိုအမြတ်ရင်း20%ကိုအခွန်ဆောင်ရပါတယ်ဥပမာတင်ကရန်တသိန်းမြတ်တယ်ဆိုရင်အခွန်2000ပေးရပြီးလက်ထဲမှာ7000မဲ့ကြံပါမယ်နီစာနဲ့ဆိုရင်အမြတ်တသိန်းရရင်တသိန်းလုံးအခွန်ဆောင်စရာမလိုပဲအပြည့်အဝရရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးလူတော်များများတည်ကျင်ကြတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါပဲဖြစ်ပါတယ်လူတော်များများမေးတတ်တာကနီစာထိကပတ်စံကိုအချိန်မရွေးပြန်ထုတ်လို့ရလားဆိုတဲ့မေးခွန်းပါအဖြေကတော့ရပါတယ်ကိုဝယ်ထားတဲ့ share တွေကိုပြန်ရောင်းပြီးရပ်ပိုင်းတွင်းမှာပြန်ထုတ်ယူနိုင်ပါတယ်နောက်တစ်ချက်ကပတ်စံအများကြီးရှိမှလုပ်လို့ရမှာလားဆိုတဲ့မေးခွန်းပါအဖြေကတော့မဟုတ်ပါဘူးရန်100ကနေစပြီးယင်းနှိမ့်မြုံနှံလို့ရပါတယ်ယင်းနှိမ့်မြုံနှံမဲ့ပမာဏကိုလည်းအချိန်မရွေးပြောင်းလဲလို့ရပါတယ်ဆက်လက်ပြီးနီစာကနေအတိုးဘလို့ရလေဘလောက်ရနိုင်လဲဆိုတာကြည့်ကြရအောင်တသိန်းရင်းထားတယ်ဆိုပါစို့တစ်နှစ်ကို 5% နှုန်းနဲ့အမြတ်ရမယ်ဆိုရင်တစ်နှစ်အကြာတွင်အတိုးရန်9000ရရှိမှဖြစ်ပြီးနောက်နှစ်တွင်သိန်းစီမှာ35000ရန်ရှိနေမှာပါနောက်နှစ်တွင်မှာဘာဆက်ဖြစ်မလဲဆိုတာကြည့်ကြရအောင်ပထမနှစ်မှာရရှိတဲ့အမြတ်ငွေကိုထပ်ပြီးရင်းနှီးမြှုပ်နှံမယ်ဆိုရင်အတိုးကို35000ပေါ်အခြေခံပြီးတွက်မှာဖြစ်တဲ့အတွက်မနှစ်ကထက်ပိုများတဲ့အမြတ်ငွေကိုရရှိမှာဖြစ်ပါတယ်ရရှိတဲ့အမြတ်ငွေကိုဒီနည်းလမ်းအတိုင်းရင်းနှီးမြှုပ်နှံသွားမယ်ဆိုရင်10နှစ်ကြာရင်ဘယ်လောက်ရမလဲဆိုတာကြည့်ကြရအောင်တစ်လကိုရန်1000စီစုသွားမယ်ဆိုရင်10နှစ်ကြာတဲ့အခါတင်ရင်းနှီးထားတာက1030ဖြစ်ပေမဲ့အမြတ်တွေပေါင်းလိုက်တဲ့အခါစုစုပေါင်း155,000ဝန်းကျင်အထိဖြစ်သွားနိုင်ပါတယ်အသက်တင်အမြတ်ကြီးပဲ35,000ရရှိမှာပါဒါဆိုရင်နီစာအကောင့်ဖွင့်ကျင်တူတဲ့အတွက်ဘယ်လိုဖွင့်ရမလဲဆိုတာပြောပြပေးပါမယ်နီလန်းကတော့2နည်းရှိပါတယ်ပထမတစ်နည်းကတော့ online ကနေအလွယ်တကူဖွင့်လို့ရတဲ့နည်းလမ်းဖြစ်ပါတယ်အသုံးများတဲ့ online brokers တွေကတော့ SBI Securities နဲ့ Rakuten Securities ဖြစ်ပါတယ်နောက်တစ်နည်းကတော့ဘဏ်မှာလူကိုယ်တိုင်သွားပြီးဖွင့်တဲ့နည်းလမ်းဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ major bank တွေဖြစ်တဲ့ SMBC, MUFG အပြင် Post Office Bank, U-Chogin ကိုမှလည်းအကောင့်ဖွင့်လို့ရပါတယ်အဲ့ဒါဆိုရင် online broker နဲ့ဘဏ်မှာအကောင့်ဖောက်တာရဲ့အားနည်းချက်အားသာချက်ကိုနှိုင်းယှဉ်ကြည့်ကြရအောင်online broker ရဲ့အဓိကအားသာချက်ကတော့ဝန်ဆောင်ကသက်သာခြင်းဖြစ်ပါတယ်။ဒါအပြင်ရွေးချယ်စရာ product လည်းပိုများပါတယ်။သတ်မှတ်ထားတဲ့ credit card နဲ့ယင်းနှီးမြှုပ်နှံမှုပြုလုပ်မယ်ဆိုရင် point တွေလည်းရရှိနိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ smartphone app နဲ့လွယ်ကူကူနဲ့အချိန်မရွေးဝယ်ယူနိုင်ခြင်းဖြစ်ပါတယ်။အားနည်းချက်ကတော့အပြင်မှာဆိုင်မရှိတဲ့အတွက် self service စနစ်နဲ့ကိုယ်တိုင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။ဘဏ်ရဲ့အားသာချက်ကတော့ကိုယ်တိုင်သွားပြီးဘဏ်ဝန်ထမ်းတွေနဲ့ဆွေးနွေးတိုင်ပင်နိုင်ခြင်းဖြစ်ပါတယ်။အားနည်းချက်ကတော့ဘဏ်ကနေဝန်ဆောင်မှုပေးရတာဖြစ်တဲ့အတွက်ဝန်ဆောင်ကပိုများပါတယ်။ဝယ်ယူနိုင်တဲ့ product လည်းနည်းပါတယ်။ကိုယ်ဝယ်ချင်တဲ့ product မရှိတာမျိုးဖြစ်နိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဘဏ်ဖွင့်ချိန်မှသာဝယ်လို့ရနိုင်ခြင်းဖြစ်ပါတယ်။ကုန်ကျစရိတ်တတ်တာပြီးအမြတ်များများကြံဖို့ online broker ကိုရွေးချယ်ဖို့အကြံပေးခြင်းပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နီစာအကြောင်းပိုပြီးသိချင်တယ်ဆိုရင်နောက်ဗီဒီယိုလေးတွေကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါဦးခင်ဗျာ။